ရာမဲကိုအာဂျင်တီးနားအသင်းဘယ်လိုတားဆီးမလဲအာဂျင်တီးနားအသင်းဟာစပိန်အသင်းနဲ့ finalist မှာပွဲကစားဖို့ရှိပါတယ် finalist မှာပွဲဆိုတာကတော့ Euro Champion နဲ့ Copa America Champion တို့ရှင်ပြိုင်ကစားကြတာဖြစ်ပါတယ်အာဂျင်တီးနားအသင်းအတွက်အကြီးမားဆုံးစိန်ခေါ်မှုကစပိန်တောင်ပန်ကစားသမားရာမဲပဲဖြစ်ပါတယ်အာဂျင်တီးနားနီးပြစကာလိုနီကတော့ရာမဲအတွက်တီးသက်ပလန်ရှိတယ်လို့ပြောထားပါတယ်အာဂျင်တီးနားအသင်းဟာ2022ကကမ္ဘာ့ဖလားဘောလုံးပွဲမှာလည်းအမ်ဘာပေကိုရက်တက်မဲ့ပလန်ရှိခဲ့ပါတယ်အာဂျင်တီးနားအသင်းဟာအမ်ဘာပေကိုတပွဲလုံးနီးပါးပျောက်သွားအောင်လုပ်ပြခဲ့ပါတယ်အာဂျင်တီးနားအသင်းကစားအားချလိုက်တော့မှပဲအမ်ဘာပေပြန်ပေါ်လာတာပါစကာလိုနီရဲ့ပလန်ပေါ်ခံမှန်းချက်တွေလည်းထွက်ပေါ်လာပါတယ်ဘယ်လိုလဲဆိုတော့လောအားနှုံကောင်းပြီးခံစစ်ကိုအမြဲဆင်းကူခြင်းနဲ့ကွင်းလေလူတယောက်ကိုအပ်နိုင်ပါတယ်သူကဘယ်အစွန်နောက်ကလူနဲ့လိုက်ကစားပြီးရာမဲကိုနှစ်ယောက်တစ်ယောက်ထိန်းတဲ့ပုံစံမျိုးကစားရမှာဖြစ်ပါတယ်အာဂျင်တီးနားမှာလောအားနှုံကောင်းတဲ့ကွင်းလေလူတွေရှိပါတယ်ပွဲအခြေအနေရအန်ဆိုဖာနန်ဒက်စ်ကတိုက်စစ်ကိုတိတ်မလိုက်ပဲတောင်ပန်ကိုလိုက်ကြည့်ပေးရမျိုးလုပ်နိုင်ပါတယ်ဒီပေါ်ပါရီယက်တို့ကလည်းလောအားနှုံကောင်းကြပါတယ်နီးပြညွန်ကြရင်ခံစစ်ကိုလည်းအတကုံလိုက်ကြည့်နိုင်ပါတယ်ဒါကြောင့်အာဂျင်တီးနားအသင်းဟာရာမဲကိုထိန်းချုပ်ရတာအများကြီးခက်ခဲမယ်လို့မထင်ပါဘူးဒါပေမဲ့လည်းရာမဲဟာပါရမီရှင်ကစားသမားဖြစ်ပါတယ်ပါရမီရှင်ကစားသမားတို့ရဲ့ထုံးစံအတိုင်းဖောက်ထွက်ကစားပြနိုင်ပါတယ်ဒီလိုဆိုရင်တော့တိတ်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်သွားနိုင်ပါတယ်ဘရာသာတို့ကဒီပွဲပေါ်မှာဘယ်လိုမြင်နေရှိကြလဲဆိုတော့ comment မှာတစ်ချက်မျှဝေပေးသွားလို့ရပါတယ်စိတ်ပါဝင်စားလို့ဘောလုံးပွဲကိုအကောင့်ဖောက်စော်ကစားခြင်းနဲ့ဆိုတော့ကျွန်တော်စီမှာလာရောက်အကောင့်ဖောက်စော်ကစားလို့ရပါတယ်ထိုင်းဘက်ငွေမြန်မာကျပ်ငွေနှလုံးစလုံးနဲ့အကောင့်ဖောက်စော်ကစားလို့ရပါတယ် Viber Telegram ဖုန်းနဲ့ဘက်ကတော့39 968 988 805ပဲဖြစ်ပါတယ်ကျွန်တော်တစ်ခေါက်ပြန်ပြောပေးပါမယ်39 968 988 805ပဲဖြစ်ပါတယ်ခုလိုမျိုးသောဒီကြီးဟူသွားပေးညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ